Hello guys မင်္ဂလာပါရှင်ဒီနေ့ Winter Grand မှာတနက်ပဖူလေးသွားစားဖြစ်ခဲ့တာလေးကို vlog လေးရိုက်ထားပါတယ်သူရဲ့ restaurant ကတော့လေးလွာမှာရှိပါတယ်ရှင်ဝင်ချင်းမှာဆိုရင်ပဲအကြိုက်ဆုံး Faluda counter လေးကစီးကျူနေပါတယ်ပြီးရင်တော့ dessert ပေါ့နော် dessert တွေလည်းအများကြီးရှိတယ်အမျိုးပေါင်း30နီးပါးလောက်ရှိပါတယ်ဒီ matcha ရတာနဲ့ brownie ခေါင်းလာအရန်စားလို့ကောင်းပါတယ် chocolate လေးတွေကလည်းရန်အချိုမကဲပဲနဲ့စားလို့ကောင်းတယ်သူ decorate လုပ်ထားတာလေးတွေကလည်းရန်ချစ်ဖို့ကောင်းတယ်ပူတင်လေးတွေလည်းအမျိုးစုံရှိပါတယ် dessert counter လေးပြီးသွားရင်တော့ sushi counter လေးပါရှင်တာဝတာတိုတာကျက်စံသားတွေရှိဒါကတော့အကြိုက်ဆုံး sashimi counter လေးပါဒီကျက်ဥပေါင်းတို့ထိုဟူးတို့mashed potato တို့ကိုလည်းတစ်ခါစားစာလေးတွေလုပ်ထားပေးပါတယ်ပြီးရင်တော့ salad counter လေးပါသူ့မှာကတော့ paste တွေစီမွေးတို့ mayonnaise တို့အများကြီးရှိတယ်စိတ်ကြိုက် vegetable တွေတုတ်ခိုင်းလို့ရတယ်သူတို့တုတ်ထားပေးတာလေးတွေလည်း9မျိုးလောက်ရှိပါတယ်ရှင်ဒါလေးကတော့ grey station လေးပါကိုကြိုက်တာလေးတွေရွေးပြီးกินခိုင်းလို့ရပါတယ်ကဲလမ်းလျှောက်ရတာနည်းနည်းညောင်းသွားလို့ဆာရှိမီလေးခဏစားလိုက်ပါအောင်မယ်salmon octopus နဲ့ tuna sashimi ရောယူခဲ့ပါတယ်။နောက် salad 3မျိုးလောက်လည်းယူခဲ့တယ်ပေါ့နော်။ salad လေးတွေကလည်းသူရတာနဲ့သူစားလို့ကောင်းပါတယ်ရှင်။ပြီးတော့ soft drink လေးတွေလည်းတစ်ခွက်စီပေးတယ်ပေါ့နော်။ရွေးချယ်လို့လည်းရပါတယ်။တဲ့အကြိုက်ဆုံးကတော့salmon sashimi ပေါ့နော်။သူကလက်ဆက်နေတော့စားရတာ jelly လေးလိုပဲချိုပါတယ်။ဒါလေးကတော့ tuna sashimi လေးပါ။ wasabi လေးနည်းနည်းထည့်ပြီးရင်ဂျင်းနူလေးနဲ့စားတိတ်ကောင်းပေါ့ပြီးရင်တော့ဒုတိယအကြိုက်ဆုံးဖြစ်တဲ့သင်္ဘောသီးထောင်ဘာလေးပေါ့နော်ပြီးတော့ seafood on ice ပေါ့နော်ပေါင်းပြီးတော့အေးခံထားတဲ့ပင်လယ်စာကြီးလည်းစိတ်ကြိုက်ထည့်လို့ရတယ်ပြီးရင်ဂုံရောင်းမှာတော့ရက်တောင်ဂုံတို့ဂုံတွေလည်းအများကြီးပဲနာမည်တော့မသိဘူးထောင်ပြီးတော့ယူခဲ့လိုက်တယ်ဗီဒီယိုထဲမှာတော့ခေါင်းမဖော်ရန်စားနေတာကတော့ကျမပါမေမေသေးပါရှင်ဒီတင်နပ်ဘူဖေးလေးကဝက်ကင်လာမယ်ဆိုရင်တဦးကို$36ပဲကျသင့်မှာဖြစ်ပါတယ်သူ serve လုပ်ထားတဲ့အစားအသောက်တွေနဲ့ဆိုရင်တော့စားနိုင်အရန်တန်ပါတယ်တဲကတော့စီဂျော်တို့ side dish တို့မစားဘဲနဲ့ salad တွေ sushi တွေ soup တွေလောက်ပဲစားခဲ့ပါတယ်ဒါလေးကတော့ noodle soup station လေးပါကိုစိတ်ကြိုက်သားလုံးလေးတွေနဲ့ customer လောက်ခိုင်းပြီးတော့တောက်လို့ရပါတယ်တဲကတော့စီချွန်အရသာနဲ့အမဲသားဝဥခောက်ဆွဲလေးပဲယူခဲ့ပါတယ်ပူပူနွေ့နွေ့ချင်းချင်းဆက်ဆက်လေးတောက်လို့ရန်ကောင်းပါတယ်ပြီးရင် chill လုပ်ထားတဲ့ seafood လေးလည်းနည်းနည်းယူခဲ့ပါသေးတယ်။ဂုံရောင်းမလေးတွေကလည်းလက်ဆက်တော့ချိုးနေရောပဲ။ဒါလေးကတော့ဥပြည့်ယူလာတဲ့ဝက်သားတိုထိုးနဲ့dim sumရဲ့နောက် faluda လေးပေါ့နော်။ကဲ dessert လေးလည်းနည်းနည်းမီးအောင်ပဲနော်။ပြီးရင်တော့ဒါက ice cream bar ပေါ့နော် flavor မျိုးစုံနဲ့ topping လေးတွေလည်းချထားပေးပါတယ်အခုပြည့်ရတော့ vanilla ယူခဲ့တယ်ကျမကတော့မကြိုက်လို့တစ်တီးပဲစားတယ်ဒီရဲ့ဟာပေါ့နော် matcha brownie လားအရန်ကြိုက်တယ်အဲ့ဒါလေးကိုကြိုက်ဆုံးပဲdessert တွေစားရင်တော့သမီးလေးကိုရန်တတိရတယ်သူဆိုရင်တော့ ice cream counter ကဖယ်မှာမဟုတ်တော့ပါဘူးရှင်Today chef special လေးကတော့ cheese တွေအများကြီးနဲ့တင်းသဘောမျိုးပေါ့အရန်စားကောင်းတယ်ပြောပေမဲ့တဲ့ကတော့ wait တက်မှာဆိုလို့မစားခဲ့ဘူးဒါကတော့ baking counter စားချင်တဲ့အပိုင်းကိုစိတ်ကြိုက်ခုတ်ခိုင်းလို့ရပါတယ်ပြီးရင်ဒီစိတ်သားအမဲသား sausage တို့ပစွန်တို့ပေါ့နော်စာပါငါးတို့ကိုလည်းกินပြီးထည့်ထားပေးတယ်နောက်ပြီးဒါဝတ်သားတုတ်ထိုးတို့ပေါင်းတို့နောက်ပြီးတော့ dim sum တို့ပေါ့နော် side dish တွေကလည်းအမျိုး20လောက်ရှိရဲ့အတော်ဆုံးပါတယ်အသားဆုံး vegetable အစုံပေါ့နော်အဲ့ဒါကတော့မစားဖြစ်တော့ပါဘူးနောက်ပေါင်မုန့်တွေလည်းအများကြီးရှိတယ်ဒါလေးကတော့အဲ့လို chocolate floor လေးတွေးလို့ရှင်စားလိုက်ရမှာကျင်းနေတာကဲစားလို့တောက်လို့လည်းပြီးပြီဆိုတော့ဖိုက်လည်းတင်းပြီပေါ့နော်ပြန်လိုက်ပါအောင်မယ်ကြည့်ရှုပေးတာဗျာကျေးဇူးတင်ပါတယ် see you next guy